ဒီနေ့မှာတော့စိတ်ခံစားချက်နဲ့ပတ်သက်တဲ့စကားလုံးလေးတစ်ခုကိုတင်ပြပေးသွားပါမယ်။စကားလုံးလေးကတော့စီယာကြိုက်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 လို့ခေါ်ပါတယ်နော်။စီယာကြိုက်ဆိုတာဝမ်းနေသည်စီယာတစ်လုံးနဲ့ပျက်စီးသည်ပေါ့နော်။ကြိုက်ဆိုတာစိတ်ပျက်စီးသည်ဆိုတော့ဝမ်းနေသည်ပေါ့နော်။စီယာကြိုက်ဥပမာစာကြောင်းလေးအနေနဲ့ฉันเสียใจที่พูดไม่ดีเมื่อวานฉันเสียใจที่พูดไม่ดีเมื่อวานฉันเสียใจที่พูดไม่ดีเมื่อวานฉันสั่งงาပေါ့เนาะเสียใจဝမ်းနေတယ်ที่ဆိုတဲ့အတွက်พูดไม่ดีဆိုတာပြောတာမကောင်းခဲ့ဘူးပေါ့เนาะพูดไม่ดีเมื่อวานဆိုတာမနေ့ကငါစကားပြောတာမကောင်းခဲ့တဲ့အတွက်စိတ်မကောင်းဖြစ်မိရပေါ့เนาะလူသိပဲฉันเสียใจที่พูดไม่ดีเมื่อวานနောက်တဲ့စာကြောင်းလေးကတော့ฉันเสียใจมากที่สอบไม่ผ่านฉันเสียใจมากที่สอบไม่ผ่านฉันငါเสียใจมากဆိုတာအရန်ဝမ်းနေပေါ့เนาะที่สอบไม่ผ่านဆိုတာဒီစာမွဲမအောင်တဲ့အတွက်ฉันเสียใจมากที่สอบไม่ผ่านရမယ်เนาะနောက်ထပ်ငါခုဖြစ်တဲ့အဖြစ်အပျက်အတွက်ဝမ်းနေတယ်လို့ပြောချင်ရင်ฉันรู้สึกเสียใจกับเหตุการณ์ที่เกิดขึ้นငါကรู้สึกစာခံစားရတယ်ပေါ့နော်เสียใจဝမ်းနေတာกับဆိုတာနဲ့เหตุการณ์ဆိုတာကအဖြစ်အပျက်ที่เกิดขึ้นဆိုတာကဖြစ်ပျက်ခဲ့တဲ့အဖြစ်အပျက်တွေအတွက်ပေါ့နော်ဝမ်းနေတယ်ပေါ့နော်ဝမ်းနေတယ်လို့ခံစားရတယ်ฉันรู้สึกเสียใจกับเหตุการณ์ที่เกิดขึ้นငါကรู้สึกเสียใจกับเหตุการณ์ที่เกิดขึ้นပေါ့နော်နောက်တဲ့စာကြောင်းလေးအနေနဲ့ฉันขอโทษและเสียใจจริงๆฉันขอโทษและเสียใจจริงๆငါကขอโทษတောင်းမယ်และပြီးတော့เสียใจဆိုတာကဝမ်းနေမိရပေါ့နော်จริงๆဆိုတာကအမှန်တကယ်ပဲฉันขอโทษและเสียใจจริงๆရမယ်နော်နောက်တဲ့စာကြောင်းလေးအနေနဲ့เธอดูเสียใจหลังจากได้ยินข่าวนั้นเธอดูเสียใจหลังจากได้ยินข่าวนั้นเธอဆိုတာကတူမှာပေါ့နော်ดูဆိုတာကြည့်ရတာเสียใจဆိုတာဝမ်းနေနေပေါ့နော်หลังจากဆိုတာနောက်မှာได้ยินဆိုတာဒီကြားရတယ်ပေါ့နော်ข่าวนั้นဆိုတာကข่าวဆိုတာတည်นั้นဆိုတာအဲ့ဒီရဲ့တည်ကိုကြားရတဲ့အတွက်သူမကကြားပြီးနောက်မှာသူမဝမ်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်เขาดูเสียใจหลังจากได้ยินข่าวนั้นရမယ်နော်တင်နန်းတက်ချင်တဲ့သူရဲ့အတွက်ခရူးရဲ့တင်နန်းမှာတင်နန်းလေးဖွင့်ပေးထားပါတယ်လာရောက်စုံစမ်းလို့ရပါတယ်ရှင်ချက်ပေါက်တော့မဟုတ် Messenger ကနေပြီးတော့လာရောက်မေးမြန်းနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်